ဒီလိုနဲ့ရွာရဲကိုပြန်ရောက်လာချိန်မှာကိုကျော်စာကတတိဝင်လာပြီးတော့ဟုတ်ပြီဒီပစိန်တွေကိုရှေ့ဆိုင်မှာတွားရောက်ရမယ်အဖိုးတန်တွေဆိုတော့အသက်ပြားတွေလည်းအတော်လေးရမှာသိကြတယ်ကိုကျော်စာတယောက်ရွှေပစိန်ငွေပစိန်ထမ်းပြီးတော့ပြန်လာတာကိုတရွာရဲသားကိုငွေခင်ကတွေးလိုက်မိပြီးတော့တအံ့တအော်ဖြစ်သွားတယ်တက်ခုတ်သမားကြော်စာပါလားပခုံးပေါ်မှာလည်းအဖိုးတန်ပစိန်တွေနဲ့ဒီရတနာတွေကိုဒီလိုဘယ်ကနေကြတာပါလဲနောက်ရောက်ခံလိုက်ကြည့်အောင်ပါပဲအဲ့ဒီနောက်ကိုငွေခင်လည်းကိုကျော်စာတွားရနောက်ကိုခလန်းလန်းကနေလိုက်သွားခဲ့လိုက်တော့တယ်ကိုကျော်စာကငွေအသက်ပြားတွေရတော့မှမို့ဝမ်းသာပီတိဖြစ်နေချိန်နောက်ကနေကိုငွေခင်လိုက်လာတာကိုသတိမထားမိခဲ့ပါဘူးတနေရာအရောက်မှာတော့ကိုကျော်စာကဟောဘာလို့လုံးနဲ့ရတနာပစ္စည်းဆိုင်အောင်ရောက်ပါရောလားမြင်မြသွားရောက်ရမယ်ငါတော့ချမ်းသာပြီဟဲ့ကိုကျော်စာတယောက်ဆိုင်ထဲကိုရောက်ချိန်မှာဆိုင်ပိုင်ရှင်ကအလိုကိုကျော်စာပါလားဘယ်ကနေဘလို့ဒီကိုရောက်လာတာလဲဟုတ်ကဲ့ကျွန်တော်ဒီရွှေပစိန်ငွေပစိန်တွေကိုအဖိုးဖြတ်ပေးပါအဖိုးဖြတ်လို့ဈေးကောင်းနေဆိုရင်ရောင်းပါမယ်ဟုတ်လားကြီးလားကိုကျော်စောကဒီအဖိုးတန်ပစိန်တွေကိုဘယ်လိုနည်းနဲ့ရလာတာလဲပြောစမ်းမအောင်ဒီလိုကျွန်တော်အသက်ခုံရင်းနဲ့ပစိန်ကမြစ်ထဲကိုပြုတ်ကျသွားတယ်အဲ့ဒီချိန်မျက်စောက်နဲ့သားပေါ်လာပြီးတော့ငွေပစိန်ကိုပြရင်နဲ့ကျွန်တော်ဟာလာလို့မေးတယ်လေထားပါအဲ့ဒါဇလန်းရှိအခုလောလောဆယ်ကျွန်တော်ဒီပစိန်တွေဘယ်လောက်တန်တယ်လဲဆိုတော့အရင်တွက်ပြပါအောင်ဒီဖြစ်ပျက်တွေအကုန်လုံးကိုအပေါက်ဝနာမှာချောင်းနာထောင်နေတဲ့ကိုငွေခင်ကအကုန်လုံးကြားသွားတော့တယ်အဲဒီနောက်ကိုငွေခင်လည်းအကြက်တစ်ခုရသွားပြီးတော့ချက်ချင်းအကောင့်ထဲဖော်ဖို့လုပ်လိုက်တယ်အဲဒီနောက်မှာတော့ကိုငွေခင်ကပစိန်တလက်ကိုကန်ရင်းနဲ့တောအုပ်ကိုဖြတ်ပြီးတော့မျက်ရှိရာစီကိုဦးတီလာနေတယ်ကိုငွေခင်ကကိုကျော်စာလိုမျိုးလိုက်တူပြီးတော့မျက်စောင်းနဲ့သားစီကနေရွှေပစိန်ငွေပစိန်တွေရဖို့ကြံစီနေတာဖြစ်ပါတယ်မြကန်းနာကိုရောက်ချိန်မှာကိုငွေခင်ကယူလာတဲ့ပစိန်ကိုမြစ်ထဲကိုရွယ်ချက်ရှိနဲ့ပြစ်ချလိုက်တော့တယ်ပစိန်ကရေထဲကိုမြုပ်သွားချိန်မှာကိုကျော်စာကကဲ